Hello everyone ထုံးစံအတိုင်းကျွန်တော်ကင်းမဲ့နေပါဒီနေ့မှာတော့ကိုလိုအားလုံးသိကြတဲ့ YouTuber ကြီး Luke ရဲ့ game ဖြစ်တဲ့မြနဲ့ဆန်ကျော် Medley Place New Update မှာဘာတွေအသစ်ဆဲရပါလာပြီးဘယ်လိုနေရာအသစ်တွေပါမလဲဆိုတာသိရအောင်ကဲပြောရကြတယ်ကျွန်တော်တို့လိုက်ကြည့်အောင်ဗျာကဲအဲ့ဒါရအောင်မလားတဲ့ဟာခါနေပေါ့ဒီတယောက်ရဲ့အဖက်သားဘယ်လိုကြီးလို့ဟာအေးကတော့သူကဟုတ်ပြီခိုင်းငါ wall post လုပ်ပြီးခါစောင့်ကြည့်လိုက်ပါဟိုမှာလည်းတယောက်ဟာWhat the hell ဘလို့ရောကဲအဲ့ဒီတော့မလားခါဆောင်းအောင်ဒီကြီးငါနေရမိချင်းနေရမိဦးမရငါဘလို့တော့ငါဘလို့တော့မနေရမိဦးဘလို့အော်အေးပါကွာ bruh ဟာအာဒီတယောက်ဟာဘလို့ရောဟာဟုတ်သေးပါကွာဟင်းဟောအေးစတင်ဟာတမို့လေတဘောရိုက်သွားမှာနော်Okay သူ့အဖက်တန်းသူကဟုတ်ပြီလား bruh ဟာဒီတယောက်ဘလို့ရောအတမင်းနာမသိအဲ့ဒါပဲကောင်တောင်းအောင်စောင့်နေဘသူကြားကြီးလားမသိကြားကြီးပေါ်တက်ပြီးအပြင်းပြင်းထိုင်ကလေးလိုက်တာခဏကြာကောင်တောင်းနဲ့ပြေးပါပြီလူစီရဲ့ message ဆောင်ရတယ် restarting ဆိုတဲ့ message Yep restarting ပြန်စပြီနေရာသိလာပြီပေါ့အဲ့ဒါပဲလူတွေတယောက်ပျောက်ကျွန်တော်ပါဝင် Few inches later ကဲဒီလိုနဲ့ဒီအသိကိုရောက်လာခဲ့လူရဲ့ပထမဆုံးဒီအသိဒီမှာပုံစံကြီးကနည်းနည်းလေးပြောင်းသွားဟိုဘက်ချမ်းရွာရလားမသိအေးတော့ကြောင်းမရင်တော့ကြည့်ရင်ကျောင်းဆောင်တဲ့ကန်းရောက်လာပြီဟာစာအုပ်ပြင်နေကြပါစေအဲ့ဆိုပြင်နေစုပြပါစေပေါ့ဗျာ120 620 20ပေါ့20ရအာဆီယံအဖွဲ့ဝင်နိုင်ငံစုစုပေါင်းများရှိတယ်ဆိုတော့10နိုင်ငံမလဲဟုတ်ထိုင်းအင်မိုဒီယာကဲဖြည့်ကြည့်လိုက်ဟုတ်တယ်အမှန်200တိုးသွားပြီနောက်ဆုံးလာပါလာတော့တပေါင်းလာဟဲ့လားတပေါင်းလာမလားသိကြည့်လိုက်ဟုတ်လားဟုတ်တယ်300တိုးသွားပြီရာသီပေါင်း300တီရှိတယ်wait 300တီမဟုတ်လားညိုးသားများပါဒေါင်းလားဒေါင်းဟုတ်တယ်ဒါ15ရှိလီ120ပေါ့ဟုတ်မှာ15ဟုတ်တယ်မြန်မာနိုင်ငံမျိုးလာပါမြင်းဆိုတဲ့နေပြီးတော့ပေါ့600ပြီဒီမှာရောချင်းကစားတယ်ဖွဲ့လိုက်လူကြီးပေါ့4ယောက်လား5ယောက်လား6ယောက်လားတခြားသားမှမပြီးဘူး5ယောက်လောက်ဖြည့်ကြည့်မှာပါရတစ်စလိတ်တရားပေါ့ကိုရှိတဲ့နှစ်ထပ်ကင်းဆိုကိုဒီပေါ့ပြီးသွားရနောက်တစ်ခါထပ်ဖြည့်ဟာဘာပြောလိုက်ကြအေးပါကွာFew moments later ကဲအကြောင်းရှိရမိုးစင်းနဲ့ပဲတွားကြည့်ဦးဟာဘာဒီမှာမဟုတ်ရအောင်ဒီမုံသိရလေဒါမုံလင်မရမလားမုံလင်မရဟိုပါမောလက်ကောက်ကြော်လားအဲ့ဒါမုံဘာကွင်းကြော်လားမသိဘူးကွင်းကြော်ပဲဟိုမှာရှာကျွန်းတိုးငါပြောသေးရရှာတိုးအာလူကြော်ရရှိရဒါပါ mass black Vista တဲ့ဟာဘယ်လိုဖြစ်လဲဒီဘက်မှာကအကြောင်းကြီးယုံတယ်မိုက်လားတည့်ရဒါငါအမှတ်တွေဟိုရရမှာတက်ဝယ်တော့အခုလောက်ဆိုပတ်စံမရှိသေးဘူးအကုန်ပြောက်ကုန်ဒီကပါဒါအကြောင်းကြီးယုံတယ်အကြောင်းကြီးဘယ်လိုကြီးတော့ဟာတော့ဒီမှာကစားဝင်ဟာဒါပါရေဘူးကန်ဟောဒါပါတာယာကွင်းလေးကျိုးရင်ကကစားလို့ပါတာယာကွင်းပေါ်တက်ပြီးတော့ပြေးရတယ်ဟုတ်ကြလူရှုံမျိုးငယ်ကစားဝင်မိုက်ဒါကဒီမြနေတော့ဒီတိုင်းဒီမှာအမြောက်တက်ထားတာရေကမရှိဘူးနေကြကျွန်တော်ရေကနန်းတော်ရှင်းမှာအဲ့အမြောက်ကြီးမရှိဘူးလားဟုတ်မှာအခုမှတစ်ထက်လိုက်တာလေနောက်ပြီးဒီနားမှာ OH ကစားရရတယ်ဟောဒီမှာဒါဒီကစားကြီးကျွန်တော်သိရသေးဒါမိန်းကလေးတော်တော်များကစားကြရတယ်ဒါဘယ်လိုခေါ်လဲမှတ်မပြီးဒီချီတပေါင်ကျိုးခုံကစားသေးမလားဟုတ်မလားရေးတယ်ဒီမှာအခန်းဘယ်နှခန်းရင်ရှိရောဟိုမှာတခန်းဒီမှာတခန်းဒါ class နဲ့ခွဲတာဘယ်တဲ့မနိုင်တယ်ပေါ့ဘာညာပေါ့ကဲအပေါ်ထက်ကိုကြည့်ရပေါ်ထက်မှာဘယ်နှခန်းလက်ကလည်းဒါမှနေနေပေါ်ထက်မှာက global အခဒီမှာလည်းတခန်းဟိုမှာလည်းတခန်းအဲ့တော့ကျောင်းအခုလို့ဆိုတော့နှစ်ထပ်ပဲရှိတယ်ပေါ့ခန်းက6ခန်းလောက်ရှိပြီဟုတ်မယ်6ခန်းလောက်မရှိဘူး
ဟာ please I need it please I need it that game back to what the hell okay ပါဒီဘက်ရွာဘက်သွားကြည့်မယ်တပ်ပါဟာရွာနာမည်ပါကြီးပြန်မစုံတော့ရွာတယ်ဟာရွာနာမည်စားလိုက်တယ်ဟုတ်တော့ဟုတ်ရရွာဒီဘက်မှာကညောင်ဝေးကြီးရတာပဲရှိတယ်တပ်ပါတော့ဟိုရွာလားဒါဟိုဟာကျွန်တော်စောင်းဝဲဖြည့်ပြီးအမှတ်တွေ point တွေအများကြီးရမှာဝယ်လို့ရမှာအခုလောဆယ်ဝယ်မရသေးဘူးညမှာစောင်းဝဲဆက်ပြည့်တော့ဒီမှာဒီနေ့ရှောက်ပကြည့်လာအောင်ဟေးဒီမှာဆိုဝိုင်းမှာရေဦးစင်ရောမိုက်တယ်ဟာဒါပါအိမ်ကန်တင်မှာပါဒီမှာလက်ဖက်ရည်ဘယ်သူမှမတောက်ဘူးလားလက်ဖက်ရည်ဒီမှာဒီတိုင်းထားတာဟာအေးမိုက်တယ်နော်ကုပ္ပိအိမ်နေဟာဒါဘေးအကြောင်းကြီးလို့ချစ်ဖို့ကောင်းဒါစာအုပ်စင်ဒါ TV အခန်းထင်ရကုပ္ပိအိမ်နေမောမိုက်တယ်ဟာမဆရာလူတခြားနေရာသွားကြည့်မယ်ဒီမှာတပည့်ရေးဆိုင်ဟာတပည့်ရေးဆိုင်ကိုခြိုင်လိုက်အောင်ဒီမှာပါဖုန်းနဲ့တကားဖုန်းနေရဟာတကားဖုန်းလို့မရဘူးဘလို့ဖုန်းရအောင်တကားဘလို့ဖုန်းရအောင်ရဒီမှာရှာကျိုးလို့ရှိရဟာဒီမှာထိုင်ကြီးဒီဝိုင်းမှာထိုင်ကြီးပြကြမှာထိုင်ဟာအိမ်လာထဲမှာပါပြီဟာဟုတ်တော့ဟုတ်ရသူတို့ဘေးကို3ယောက်လုံးဟုတ်တော့ဟုတ်တယ် KTV တဲ့ what the hell ဟာဒီမှာလည်း level channel တခုပါကြည့်ရ TV နေကြဒါကအိတ်ကန်ဒီမှာထူးမရှိဘူးဒါညောင်ပေကြီးနေကြည့်ရဟုတ်တယ်ညောင်ပေကြီးအမှဖျားစင်တခုရှိတယ်ဒါပေါ့ဒီမှာဒါပါရွာသူကြီးအိမ်ဟုတ်ပါဘူးရွာသူကြီးခုနအိမ်ကရွာသူကြီးအိမ်လားဒီကျဲဖျားမှုရမမမောင်လေးတွေ့မမမောင်လေးရညက်ဒီစားရဒီမှာထိုင်လေးရရဟာနုညင်းလေးရဟာကောင်းလာရထိုင်ပြီးနုညင်းနုဘယ်လောက်ထိုးတယ်မှမသိဘူးငါညစ်တော့ညစ်ကဲတခြားနေရာတော့ကြည့်မယ်တခြားနေရာမင်းရှိဟာဘုံကောအိမ်သာဟုတ်တော့ဟုတ်ရဒါပါကြီးဒီတကားပါကျဲရမတူပါဘူးဒီတကားကြီးကဘာဖြစ်တစ်ချက်လည်းရှိဖုန်းလို့ရဖုန်းလို့မရဘူးဘလို့ဖုန်းရအောင်သူစမ်းကျဲနေရမှာမပေါ့ဒီဘယ်ဟာဘလို့ကြီးတော့ဟာကြည့်ဘက်တက်တာဟုတ်အဲ့တက်တာကြည့်ရငါပဲလိုင်းကြလို့ဟိုဖြစ်သွားပြီတခြားနေရာပတ်ကြည့်ဘူးဒီမှာဒီနေရာကြည့်ပါပြီဆိုတော့တခြားနေရာကြည့်ရင်လက်ဖက်ရည်ဆိုင်မိုက်တယ်ဟာတခြားလောက်ထားဒီမှာဒါဘယ်သူအိမ်လဲမသိဒါကြည့်ရကျောင်းသားတယောက်ရဲ့အိမ်တော်လေးကျောင်းသားတယောက်မိုက်တယ်ကုပ္ပိအိမ်လေးတဲ့ဒီမှာတော့စာရပါလို့โอเคကြည့်ရနေရမရှိတော့ဒါပဲဟာလေးဘောပြန်ရင်လားအထမ်းပြန်ပြီထမ်းနေပြီတဲ့ဘလို့တော့ကောင်းအောက်ကလောင်ဒီနဲ့တူတယ်ဟိုးလေးဘောပြန်ကုန်ပြီဘလို့ဖြစ်ကုန်ဒီမှာထီးတက်ရှိမှာအကုန်လုံးလေးဘောပြန်ကုန်ပြီရောငါပါပြန်ကုန်ပြီဘလို့ဖြစ်ကုန်ဟုတ်ဒီပေါ့ပါမလည်းလုံးရလို့ငါလည်းတော့ခေါင်းမထီရောက်ဟိုကပါနှစ်ကုန်းလားနောက်ပြီးကျွန်တော်ပတ်စလေးနဲ့ထွက်ရလဲဒီထီးလေးတစ်ချောင်းကိုဝယ်ကြည့်လိုက်ထီးလေးပုံစံကအရင်ကတက်ရက်ပြီးတော့မိုက်ကတ်သွန်းပုံလေးရကျောင်းသားကျောင်းသူပုံစံလေးဆိုလာရအဖြူအစိမ်းလေးဝတ်စုံနဲ့ထီးရဲ့အယောင်ကအဖြူအစိမ်းရောင်ပသိမ်ထီးလေးဆိုလာရနောက်ပြီးကျွန်တော်စခရင်မှာမိုးဆက်လေးကြာ
အဲ့ဒါကြာပြီလားအခုမှအစ်စ်ထက်လိုက်တာမသိကျွန်တော်လည်းတိတ်ဝင်ဖြစ်လာကြာတော့လေကြီးကြီးမှာစကရမမိုးစက်လေးကြာမိုက်နော်ကဲဒီဗီဒီယိုဒီတော့ပါအစောတိကြည့်ပေးကြရလူအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်